အခုကလေပေါင်းခြင်း9ရဲ့ပထမဆုံးနေ့နော်လေပေါင်းခြင်း9ဆိုလို့ရှိရင်တင်းနှစ်လေးခုကီးရဲ့တင်းနှစ်လေးခုအပီးခွေ9လုံးပိုင်နော်ပုံမှန်အပြင်သူက3ရက်အတွင်းထွက်တယ်နော်နောက်ပြောလို့ရှိရင်လေပေါင်းခြင်း4ရဲ့လေပေါင်းခြင်း4ရဲ့လေပေါင်းခြင်း4ရဲ့နောက်ဆုံးနေ့လေပေါင်းခြင်း4ဆိုလို့ရှိရင်4လုံးပိုင်း4 break ဒါငွေလက်မပြီးတာနော်4လုံးပိုင်း4 break နှစ်မျိုးတည်းကတစ်မျိုးအနည်းဆုံးထွက်တယ်နော်တစ်ပတ်အတွင်းပြောလို့ရှိရင်အလဲပေါင်းခြင်း4ကြောင့်1 2 3 4 break 1 2 3 4အခွေထွက်မထွက်နော်အမှထွက်သွားပြီဆို4လုံးပိုင်း4 break အကုန်ထွက်တယ်ဗျာနော်အဲ့တော့1 2 3 4 1 2 3 4အခွေ1 2 3 4အခွေလည်းထွက်သွားပြီအဲ့တော့အလဲပေါင်းခြင်း6ပဲအဓိကထားပြီးစဉ်းစားပေါ့အလဲပေါင်းခြင်း6ဆိုလို့ရှိရင်1 2 4ခုကီး1 2 4ခုအပီးခွေအလဲပေါင်းခြင်း4အကျိုးဆက်နော်ပုံမှန်ကသူက3ရက်အတွင်းနော်အမခံကတစ်ပတ်အတွင်းနော်ပြောလို့ရှိရင်9လုံးပိုင်ဆင်းကိုဆင်းတယ်နော်အခုလာမဲ့ပတ်ထမှာ9လုံးဝမပြောက်ဘူးဗျာပြောလို့ရှိရင်1 2 4ခု1 2 4ခုကီး1 2 4ခုမပြောက်နောက်ပြောလို့ရှိရင်1 2 4ခုက1 2 4ခုလေးကအနည်းဆုံး3လုံးမပြောက်ဘူးနောက်ပြောလို့ရှိရင်1 2 4ခုအပီးခွေနော်အဲ့ဒီဟာပြောရှင်အလဲဆောင်းနှစ်ခတ်ဂျာတာပရိတောက်ကြအလဲဆောင်းနှစ်ခတ်ဆရာလေပြင်းချင်းမူကြောင့်9 3ည break 9 break နော်2ရက်အတွင်းဆရာလေပြင်းချင်းပြောလို့ရှင်တောက်ကြနေညနေအပူးထွက်တိုင်းခွန် break လိုက်တယ်တဲ့ဆရာလေပြင်းချင်းနော်ပြောလို့ရှင်တောက်ကြမနက်ခွန် break ညနေ2 break ခွန်2ပေါင်းခြင်း9ပါဝါ4 4 break 9 1ချိန်2ရက်အတွင်းဆရာလေပြင်းချင်းနော်အဲ့ဒီဟာလေးကိုတစ်ပတ်စာကျွန်တော်လာပြောပြလိုက်တာနော်ဗီဒီယိုအနေနဲ့တင်ပေးလိုက်တယ် like မလွင့်ဘူးကျွန်တော် GB မှာပဲကြည့်ဟိုနေဖြစ်တယ်ဟုတ်ပြီနော်အားလုံးပဲအဲ့တော့လေပေါင်းခြင်း9နဲ့ငွေလက်အမြတ်များရကြပြီးငွေကြေးအပူကင်းကြပါစေဆရာလေးပြင်းချင်းရဲ့စောင်းနှက်ခတ်မူကြောင်း9 3ည break ခွန်2 break 9 3ည2ခွန် break 2ရက်အတွင်းမူနဲ့ငွေလက်အမြတ်များရကြပါစေတောက်ကြမနက်တောက်ကြညနေ break နှစ်ခုပေါင်းခြင်း9ပါဝါ4 9 ချိန်9 break 2ရက်အတွင်းဆရာလေးပြင်းချင်းမူနဲ့ငွေလက်အမြတ်များရကြ၍ငွေကြေးပူကင်းကြပါစေဗျာเนาะကျွန်တော်ဒီတစ်ပတ်စာတင်ပေးလိုက်ပါတယ်